ဖွယ်ဝေဒနာတစ်ခုလိုပဲနူးညံ့တဲ့အကျဉ်းနာလက်တွေလေပြန်တန်တာတော့ချေနေမင်းမနောက်ဖန်ဝင်လို့သွားရောက်ဖြစ်တဲ့ပင်လေကျမ်းမြေအောင်နှွေးထွေးတဲ့ရေပေါ်လုံးငယ်များသက်စင်ထွေးကြကဘာရဲ့တစ်ဖက်ချမ်းမှာမောင်လေးကလားစင်ထွေးကြတာကဘာရဲ့တစ်ဖက်ချမ်းမှာမောင်နေသလားလို့